ကျူးလွန်ခံရတဲ့မအေးငိမ့်လင်းကိုစစ်ဆေးကြည့်တဲ့အခါမှာမိမကိုပါမကဖင်နဲ့ပါဇက်မှာပါတုတ်ရည်တွေ့ရတယ်လို့သိရတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ fake news လို့လာပြောရင်ကျွန်တော်ပါလာရိုက်မှာနော်ခုပြောပြချင်တာကအသက်12နှစ်ကျော်73နှစ်သာရှိသေးတဲ့မအေးငိမ့်လင်းညီမလေးမရင်းကျင့်စော်ကားတပ်ဖြတ်ခံရတဲ့ကိစ္စလေးပတ်သက်ပြီးပြောပြချင်တာဖြစ်ပါတယ်ဒီဖြစ်စဉ်အချင်းချုပ်လေးကိုကျွန်တော်တိတိကျကျတိတိကျကျပြပါမယ်19ရက်နေ့ညမှာတရခန့်မင်းမင်းဆိုးကဦးဝင်းခိုင်ဒေါ်ထေးယူတို့အိမ်ကိုည17:20ခန့်မှာသမီးကြီးမတ်တီရာခိုင်ကိုလာခေါ်တယ်လို့ပြောတယ်။အဲ့ဒီအချိန်မှာမတ်တီရာခိုင်ကမလိုက်လို့ကြောင်းညင်းတော့လဲသူ့ရဲ့တငယ်ချင်းအဖွဲ့လိုက်နဲ့လာခေါ်ရမလားလို့ချိန်ချောက်တဲ့အတွက်ကြောင့်မတ်တီရာခိုင်အပါဝင်တငယ်ချင်းဖြစ်သူမမိုးတန်တာပါမင်းမင်းဆိုးနောက်ကိုလိုက်သွားရတယ်လို့သိရတယ်။တွေ့နေကြနေရမှာယောက်ျားလေး4ယောက်မင်းမင်းဆိုးအပါဝင်မိန်းကလေး2ယောက်စုစုပေါင်း6ယောက်ကအရက်ဒေသတောက်စားကြတယ်။တောက်စားနေချိန်မှာတရခန့်မင်းမင်းဆိုးကအေးလို့စောင့်ခဏသွားယူအောင်မယ်လို့ပြောပြီးထွက်သွားခဲ့တာတနာရီကျော်မှအရက်ဘီယာတောက်နေတဲ့ဝိုင်းထဲကိုပြန်ရောက်လာတယ်မတ်တီရာခိုင်နဲ့တငယ်ချင်းဖြစ်သူမမိုးတန်တာတို့ကမနက်3နာရီကျော်ခန့်မှာအိမ်ကိုပြန်ရောက်ခဲ့ကြတယ်အိမ်ကိုရောက်တဲ့ချိန်မှာညီမလေးဖြစ်သူရဲ့အခန်းထဲကိုကြည့်တဲ့အခါညီမလေးနဲ့မောင်လေးဖြစ်သူကစောင့်ချုံပြီးအိမ်နေတယ်လို့ဆိုတယ်ဒီလိုနဲ့ညနေပိုင်းရောက်တဲ့ချိန်မှာဒီကလေးကထမလာလို့ဆိုသွားကြည့်တော့စောင့်ချုံထားတယ်ဆိုတဲ့အရာကစောင့်ကိုခူတုံးလုပ်ပြီးလူပုံစံခြုံထားတာလို့သိရတယ်အဲ့ဒီလိုနဲ့အိမ်မှာရှိတဲ့လူတွေကကလေးကအပြင်သွားမှအောင်မပြောရဲလို့ခိုးပြီးထွက်သွားတယ်လို့ထင်ခဲ့ကြတာသူတငယ်ချင်းတွေနဲ့ကထိန်သွားတယ်လို့ထင်တာပေါ့လေသို့ပေမဲ့ညပိုင်းညနေတဲ့အထိကလေးကရောက်မလာတော့စိုးရိမ်ပြီးဝိုင်းလိုက်ရှာကြပေမဲ့ကလေးကိုမတွေ့ခဲ့ဘူးအဲ့ဒီလိုနဲ့သူတို့စိတ်ထဲမှာတန်တရားဖြစ်နေတဲ့လူတစ်ယောက်ရှိတယ်ဆိုပြီးတော့ဝိုင်းဝန်းပြီးတော့ဒီတန်တရားရှိတဲ့လူကိုဖမ်းဆီးကြတယ်ဒီတန်တရားရှိတဲ့သူဆိုတာဘယ်သူလဲဆိုရင်တရက်ခန့်မင်းမင်းဆိုးသူ့ကိုရိပ်မိတဲ့အတွက်ကြောင့်25ရက်နေ့10လပိုင်းမှာည8နာရီဝန်းကျင်ပတ်ဝန်းကျင်နဲ့တာဝန်ရှိတဲ့လူအားလုံးကဝိုင်းဝန်းဖန်ဆီးခဲ့ကြတယ်။တာဝန်ရှိသူတွေကလည်းစစ်စစ်မေးမြန်းတော့လဲမိုးရင်ခံမဲနဲ့ညင်းနေတယ်။26ရက်နေ့မှာတော့သူကျူးလွန်ပါတယ်လို့ပြောတဲ့နေရာတွေကိုလိုက်ရှာပေမဲ့ညီမလေးကိုလုံးဝမတွေ့ခဲ့ပါဘူး။သို့ပေမဲ့တစ်မျိုးလုံးနှံ့နေပြီးတော့မှဘလို့ကြောင့်မလို့ရှာမတွေ့တာလဲဆိုပြီးစဉ်းစားကြတဲ့အချိန်နောက်ထပ်နေရာတစ်နေရာရှာဖို့ကြံနေတာကိုသတိထားမိကြတယ်။အဲ့ဒီနေရာကတော့စီးရုံအဟောင်းဖြစ်တယ်။အဲ့ဒီစီးရုံကိုသွားရှာကြမယ်ဆိုရှာတဲ့အချိန်မှာမအေးငိမ့်လင်းရဲ့အသက်မဲ့နေတဲ့ခန္ဓာကိုယ်ကိုဆေးရုံရဲ့ကရင်အောက်မှာပုတ်နေတဲ့အလောင်းနဲ့အတူတွေ့တယ်။အဲ့ဒီအလောင်းကိုစစ်ဆေးကြည့်တဲ့အချိန်မှာလက်ဝဲဘက်လက်တစ်ချောင်းကျိုးပြီးနံရိုးတစ်ချောင်းမှာကျိုးနေကြောင်းကိုစစ်ဆေးတွေ့ရှိခဲ့တယ်။လွန်သူမင်းမင်းဆိုးကိုထပ်မံစစ်ဆေးကြည့်တဲ့အခါမှာလည်းကလေးကိုလက်နှစ်ဖက်နဲ့ကျိုးတုပ်ပြီးပါးစပ်ကိုပိတ်ဆေးရုံအုပ်ရဲ့နေရံပေါ်ကနေကြောင်းအတွင်းကိုပြစ်ချတယ်လို့သိရတယ်။ပြီးရင်ဒီအခန်းထဲကိုခေါ်သွားပြီးမရင်းကျင်တယ်။မရင်းကျင်ပြီးတဲ့အချိန်မှာဒီကလေးကိုတေလို့ထင်တယ်။ဆေးဝါးရည်တွေလောင်းပြီးတော့အုပ်နဲ့မထွက်အောင်တဲ့အပေါ်ကနေပြီးအောက်မှာခင်းတဲ့ဖြာနဲ့ဖုံးပြီးတော့ထားခဲ့တယ်တဲ့။ကျူးလွန်ခံရတဲ့မအေးငိမ့်လင်းကိုစစ်ဆေးကြည့်တဲ့အခါမှာမိမကိုပါမကဖင်နဲ့ပါးစပ်မှာပါတုတ်ရည်တွေ့ရတယ်လို့သိရတယ်။အဲ့ဒီမတိုင်ခင်မှာလည်းဒီမရင်းကောင်မင်းမင်းဆိုးကကလေးမလေးတယောက်ကိုအိမ်ထဲကျိုးချီပြီးမရင်းချင်းလို့ရက်ကွက်ကပဲဝိုင်းဖမ်းပြီးတန်ကျိုးတုတ်ထားတဲ့ကြားကအဲ့တန်ကျိုးဖြတ်ပြီးထွက်ပြေးသွားတယ်လို့သိရတယ်။ထပ်ပြီးတော့အဲ့လိုမျိုးအလားတူဖြစ်စဉ်တွေဖြစ်ခဲ့ပေမဲ့မိသားစုတွေကအရှက်မရစေချင်လို့ဆိုပြီးတော့ရင်ကုန်နှုတ်ပိတ်နေခဲ့တဲ့မိသားစုတွေလည်းရှိတယ်လို့သိရတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီလူကိုတေတံပေးဖို့စောမြို့မှာရှိတဲ့ပြည်သူပြည်သားတွေကဆန္ဒပြကြတယ်။သို့ပေမဲ့ဒီမှာတာဝန်ရှိတဲ့ပုံကိုယ်တွေကမင်းမင်းဆိုးကိုဖမ်းခေါ်သွားတယ်။ပြီးပြီဆိုရင်မတ်တီရာခိုင်ကိုလည်းဖမ်းခေါ်သွားပြီးစစ်ဆေးမေးမြန်းမယ်တေတံပေးမယ်လို့ပြောပေမဲ့အခုတည်းကသတင်းအစနာမရသေးဘူးလို့သိရတယ်။သတင်းစာနာမရတဲ့အတွက်ကြောင့်မို့လို့စော်မြို့နေသူပြည်သူပြည်သားတွေကတော့ဒီမရင်းကောင်ရဲ့အလောင်းကိုရမအောင်ခြေနှက်မယ်လို့ဆိုတယ်။ဘာကြောင့်လဲဆိုတော့ဒီမရင်းကောင်မင်းမင်းဆိုးကကျူးလွန်ခဲ့တဲ့အဖြစ်တွေကမရင်းမှုတွေကမနှဲဘူးလို့သိရတယ်။ဒါကိုရှက်လို့မို့တော်တော်တန်တန်ထုတ်မပြောကြတာလေဗျာ။အဲ့ဒီတော့ဒီကိစ္စနဲ့ပတ်သက်ပြီးအားလုံးကဆန္ဒပြတဲ့အပေါ်မှာလည်းအကယ်လို့ဒီကောင်ကထပ်ပြီးတော့ဒါအသက်ရှင်နေဆိုလို့ရင်ဒီရက်ကွက်နေပြည်သူတွေအတွက်အန္တရာယ်ရှိတယ်လို့ဆိုကြတယ်။ဒါကြောင့်မို့လို့ဒီကောင်တေမကိုရမယ်ဆိုပြီးတော့အားလုံးကဆန္ဒပြကြတာအခုလို့ဆန္ဒပြတဲ့အပေါ်မှာလည်းလွတ်လွတ်လပ်လပ်ဆန္ဒပြခွင့်ပေးပြီးအကြောင်းမျိုးမျိုးကြောင့်စောမျိုးသူမျိုးသားတွေကိုဆန္ဒပြတာခက်တာရပ်တန့်ပေးဖို့ကိုလည်းစီဘက်မှမြစ်တာရက်ခံထားပါတယ်။ဒါကြောင့်မျိုးသူမျိုးသားအပါအဝင်နစ်နာသူမိသားစုမှဆန္ဒပြခြင်းကိုရပ်ခဲ့ပြီးအားလုံးမျှော်လင့်ထားတဲ့တရခန့်မင်းမင်းဆိုးဟာအမှန်တကယ်တည်တဲ့အပြစ်ပေးခံရမယ်လို့ယုံကြည်ကြောင်းကိုနစ်နာသူမိသားစုဘက်မှကျွန်တော်စီကိုသတင်းပေးပို့လာပါတယ်။ဒီစီတို့အနေနဲ့ကလည်းကျွန်တော်တင်ထားတဲ့ post ကို repost လုပ်ခြင်းနဲ့ပူပေါင်းပါဝင်ပြီးကူညီပေးကြဖို့မြစ်တာရက်ခံရပါတယ်ဒီလိုမရင်းမှုဖြစ်တဲ့အချိန်မှာကလေးကိုထားကြမှာဆိုလို့မိဘဆွေမျိုးတွေကိုတိတ်ခါကြမှာဆိုလို့ဆိုတဲ့အချက်တွေနဲ့ဖုံးကွယ်ထားလုံးဝမှားယွင်းတယ်ဒီလိုဖုံးကွယ်လို့မရအောင်ဖြစ်သွားတဲ့ကိစ္စသည်ဖြစ်သွားပြီးတဲ့ကိစ္စမှာအလိုမတူပဲပြုကျင့်ခံရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့
ကိုယ့်ဘက်ကအမှားမရှိဘူးရှက်စရာမရှိဘူးဒါကိုရဲရဲကြီးရင်ဆိုင်ရတဲ့တက်တီရှိဖို့ပဲမတိမ်မှုဖြစ်လို့ဆိုပြီးတော့ပုံရှိုးကွယ်ရှိုးနဲ့ကြိတ်ပြီးတော့လုံးဝမဖြေရှင်းပါနဲ့ online ခစ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့မိတ်ဆွေတို့အနေနဲ့ဆိုင်ရာတွေကိုအကြံဉာဏ်တောင်းပြီးတော့ကိုယ့်ရဲ့ရပိုင်ခွင့်အမှန်တရားရဖို့ကိုတောင်းဆိုကြဖို့ကျွန်တော်ကတော့မေတ္တာရက်ခံချင်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်လုံးဝမကျေနပ်ဘူးကျွန်တော်အလိုစားဆိုရင်လေဒီကောက်ကို9ရက်နေမှအဲ့ဒီ9ရက်မတိုင်ခင်မှာဘာလုပ်မလဲသိလားတန်ကိုမီးဖုတ်မယ်အဲ့ဒီတန်ချောင်းကိုသူ့ရဲ့ဖောက်တိတ်ဆက်မှာနော်ထိုးပြီးရင်သူ့ရဲ့တစားကိုတဖြည်းဖြည်းချင်းနှော့အောက်ကုတွေကိုလည်းတဖြည်းဖြည်းချင်းဖြုတ်မှာအသားတွေကိုလည်းတဖြည်းဖြည်းအဲ့ဒီအကုန်လုံးပြီး9ရက်မြောက်နေ့ကြမှာပြောရမယ်ဆိုလုံးဝညှင်းဆဲပြီးမှာဒါခွင့်လွှတ်စရာအကြောင်းမရှိဘူးတကယ်ခွင့်လွှတ်စရာမရှိပါဘူးဒါကြောင့်ကျွန်တော်ဗီဒီယိုကိုစိတ်ဝင်စားကြည့်ရှုပေးကြတဲ့မိတ်ဆွေတို့အနေနဲ့ဒီကိစ္စရဲ့မျိုးထပ်မဖြစ်ပေါ်ရလေအောင်အများသူငါသိစေဖို့အတွက်ကျွန်တော်တင်ထားတဲ့ဒီ post လေးကို repost လေးနှိပ်ပြီးမရင်းချင်းတက်ဖြတ်ခံလိုက်ရတဲ့ညီမလေးအင်းကြီးလေးအတွက်ဝိုင်းဝန်းဆူတောင်းမြတ်တာပို့တာပေးဖို့မြတ်တာရက်ခံရပါတယ်နောက်ဆက်ကြည့်ရှုပေးသူအားလုံးကျေးဇူးအထူးတင်ရှိပါတယ်